ကဘာတစ်ဖက်ချမ်းကပစ္စည်းတွေကိုကိုလုပ်ငန်းအမြန်မာနိုင်ငံနဲ့တွင်းမို့ဆင်လာနေလားဟုတ်ပါတယ်လုပ်ငန်းစဉ်တွေကကြီးလိုက်ရင်တော့ရှုပ်ထွေးတယ်လို့ထင်ရနိုင်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီစင်တွေကိုရှင်းရှင်းလင်းလင်းနဲ့တဆင်ချင်းလမ်းညွှန်ပေးတော့မှာပါဒါဟာစာရွက်စာတမ်းတွေကြခီးတစ်ခုဖြစ်တယ်လို့စီဝါရေးအခွင့်အလမ်းတစ်တွေစီကိုသွားတဲ့ခီးတစ်ခုလေးဖြစ်ပါတယ်ဒီမေဟုံးလဲကပဲအရာအားလုံးရဲ့အစပဲဗျာကုန်ပစ္စည်းတစ်ခုဟာထုတ်လုပ်တဲ့စက်ရုံကနေကျွန်တော်တို့လက်ထဲရောက်ဖို့ဒီဘလို့ခီးမျိုးကိုဖြတ်ထန်းရတယ်လေဒီခီးလက်မှာဘလို့အဆင့်တွေဘလို့စာရွက်စာတမ်းတွေပါနေလဲဆိုတာကိုကဲအသေးစိတ်တစ်ချက်ချင်းကြည့်လိုက်ကြရအောင်ကဲကုန်စည်တင်သွင်းတဲ့ခီးလန်းကိုစကြပြီဆိုရင်ပထမဆုံးအဆင့်ကတော့ခိုင်မာတဲ့အခြေခံအုံမေးကိုချဖို့ပါပဲဆိုလိုတာကတင်ပေါ်မတင်ခင်ပစ္စည်းမမခင်မှာတော့တရားဝင်လုပ်ငန်းရှင်တယောက်အနေနဲ့ပြင်ဆင်ထားရမယ့်အခြေအနေရှိပါတယ်အိမ်တလုံးမစော့ခင်ပန်းနှချားတယ်လို့ပေါ့ဗျာအခြေခံအဖြစ်မှာတော့မဖြစ်မနေလှုပ်ထားရမယ့်အဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးကိုယ့်ကုမ္ပဏီကိုတရားဝင်မှတ်ပုံတင်ရမယ်ပြီးရင်ကုန်တယ်အတင်းဝင်ဖြစ်ဖို့ UMCCI မှာစာရင်းသွင်းရမယ်နိုင်ငံခြားကွယ်နဲ့ငွေလွှဲနိုင်ဖို့ဘဏ်အကောင့်ဖွင့်ရမယ်နောက်ဆုံးမှပစ္စည်းဖို့ကိုဘယ်လိုပေးချင်မလဲဆိုတာရွေးချယ်ရမှာပါဒီအဆင့်တွေမပြီးဘဲတော့ရှေ့ဆက်ဖို့ကမဖြစ်နိုင်ဘူးပေါ့ဗျာ UMFCCI ဘာလဲဆိုတော့အတိုးကောက်ပေါ့နော်အရှိကတော့မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ပါဒါဟာကုန်သွယ်မှုလောကထဲကိုတရားဝင်ရောက်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့အသင်းဝင်ဖြစ်ပြီးနိုင်ငံတော်ရဲ့အတိမတ်ဖြူမှုကိုရဖို့ပထမဆုံးလမ်းရမယ့်ခြေလှမ်းတစ်ခုပါပဲဟုတ်ပြီအဲ့အခြေခံတွေအားလုံးအဆင့်သွင်းဖြစ်ပြီဆိုရင်တော့နောက်တစ်ဆင့်ကအစိုးရစီကနေကုန်ပစ္စည်းတင်သွင်းခွင့်တရားဝင်လိုင်စင်ကိုရယူဖို့ပါပဲဒါကလုပ်ငန်းစဉ်တစ်ခုလုံးအတွက်အစိမ်းရောင်အချက်ပြမီးလို့ပြောလို့ရပါတယ်အရင်တော့ကလို့စာရက်တွေနဲ့ရုံးတက်ရုံးစင်းရုပ်စီရမလို့တော့ပေါ့အခုခေတ်မှာတော့ license လျှောက်တဲ့လုပ်ငန်းစဉ်အားလုံးကို TradeNet 2.0 ဆိုတဲ့ online စနစ်တစ်ခုတည်းကနေပဲလှုပ်ဆောင်ရပါတယ်ဒါကြောင့်အရင်ကတည်းကပုံမြန်ဆန်ပြီးပုံမဖွင့်လင်းမြင်တာမှုရှိလာတာပေါ့ဒါပေမဲ့ဒီမှာတစ်ခုတတိထားရမှာကကုန်ပစ္စည်းတိုင်းကို license တစ်ခုတည်းနဲ့တွင်းလို့မရပါဘူးကိုသွင်းမဲ့ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီးကြိုတင်ထောက်ခံချက်တွေလိုရပါတယ်ဥပမာအစားထောက်ဆိုရင် FDA ထောက်ခံချက်စက်မှုကုန်ကျန်းဆိုရင်စက်မှုဝန်ကြီးဌာနရဲ့ထောက်ခံချက်လိုမျိုးပေါ့ဒီထောက်ခံချက်ဒီမပါဘဲနဲ့အဓိက license ကိုရှောင်လို့မရပါဘူးကဲ license တွေပါအကုန်ရပြီဆိုတော့အခုဆိုရင်တော့တကယ်ကိုပစ္စည်းတွေကခီးစတင်နေပြီဖြစ်တဲ့အဆင့်ကိုရောက်လာပါပြီဒီအချိန်မှာကုန်ပစ္စည်းတွေနဲ့အတူလိုက်ပါလာရမယ့်အရေးကြီးတဲ့စာရွက်စာတမ်းတွေကြောင့်ဆက်ကြည့်ကြရအောင်ဒီအဆင့်မှာတော့အရာအလုံးကတပြိုင်တည်းဖြစ်နေတာပါတစ်ဖက်မှာပစ္စည်းပေးသွင်းသူကကုန်တွေကိုတင်ပေါ်ပေါ်တင်ပြီးမြန်မာပြည်ကိုခီးစတင်စေတယ်လို့နောက်တစ်ဖက်မှာတော့အဲ့ဒီကုန်တွေဘသူပိုင်တယ်ဘာတွေဆိုတော့တက်တည်ပြမဲ့အေးကြီးစာရွက်စာတမ်းတွေကလည်းလီချောင်းကနေတစ်ဆင့်ကိုယ့်စီကိုရောက်လာနေမှာပါဒီနေရာမှာမရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းအဓိက၄မျိုးရှိရယ်ပထမတစ်ခုက commercial invoice နဲ့ packing list ပါဒါပစ္စည်းရဲ့တန်ဖိုးနဲ့အရွေထွက်ကိုပြတယ်ဒုတိယက BL လို့ခေါ်တဲ့ bill of lading ဒါကပိုင်ဆိုင်မှုအထောက်အထားပါတတိယက CO ကွန်မစီပနိုင်ငံထုတ်လဲဆိုတာထပ်တယ်ပြတယ်နောက်ဆုံးတစ်ခုကတော့တက်ယူပို့ဆောင်ရေးမှာတစ်ခုခုဖြစ်ခဲ့ရင်အကာအကွယ်ပြည့်မဲ့အာမခံ policy ပါ bill of lading BL လို့အတော့ကောက်ခေါ်ကြတဲ့ဒီစာရွက်ကတော့ဗျာဒီလုပ်ငန်းစဉ်တစ်ခုလုံးရဲ့အသက်သွေးကြော်ပဲလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒါဟာရိုးရိုးစာရွက်တရက်မဟုတ်ဘူးလေပင်လယ်ပေါ်မှာရှိနေတဲ့ကိုယ်ကုန်ပစ္စည်းတွေတရားဝင်ပိုင်ဆိုင်ဖို့အထောက်အထားဖြစ်နေလို့ပါဒီစာရွက်မရှိနဲ့စိတ်ကန်းရောက်နေတဲ့ကိုယ်ပစ္စည်းကိုကိုယ်တိုင်တောင်ထုတ်ခွင့်ရှိမှာမဟုတ်ပါဘူးဒီမော်စိတ်ကန်းရောက်ပြီဆိုပေမဲ့လုံရန်ကမပြီးသေးဘူးနော်ကို့မှာ BBL ဆိုတဲ့ပိုင်ဆိုင်မှုအထောက်အထားရှိနေပေမဲ့ကုန်သေးတာကိုတန်းပြီးထုတ်လို့မရသေးဘူးအရင်ဆုံးအဲ့ဒီ BBL ကိုသုံးပြီးကုန်သေးတာကိုထုတ်ဖို့တော့ဖြစ်တဲ့ delivery order GO ဆိုတာကိုတွားယူအောင်ပါအဲ့ဒီ delivery order ကိုရဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတော့ပထမဆုံးကတင်ပေါ်လိုင်းကိုဆက်သွယ်ရမယ်ပြီးရင်မူရင်း BL ကိုပြရမယ်စိတ်ကမ်းမှာဂျပန်တဲ့ဝန်ဆောင်ရခက်လေးတွေပေးချေရမယ်အဲ့ဒါတွေအလုံးပြီးတော့မှ DO ဆိုတာကိုလက်ထည့်ရမှာပါကဲအခုဆိုရင်ကျွန်တော်တို့ရဲ့ PC တွေစိတ်ကမ်းကိုရောက်လာပြီဒီမှာတော့အရေးကြီးဆုံး gate တစ်ခုဖြစ်တဲ့အခောက်ခုံကိုဖြတ်ရတော့မှာပါတရားဝင်ကုန်ပစ္စည်းကြေညာတာနဲ့အခွန်ပေးဆောင်တာတွေကိုလှုပ်ဆောင်ရမှာပေါ့ဒီအဆင့်မှာတော့ကိုယ်တိုင်ပြေးလွှားလောက်တာထက်ဆိုင်ရင်အတွေ့အကြုံရှိတဲ့ customs broker တို့ခေါ်တဲ့အကောက်ခွန်ကိုစားလွယ်ကိုအားကိုးရပါပြီသူတို့ကအကောက်ခွန်ရဲ့ရှုပ်ထွေးတဲ့စီးမြင်တွေကိုကျွမ်းကျင်ပြီး MACCS လို့ခေါ်တဲ့ online စနစ်ကနေတစ်ဆင့်ကိုစားတရားဝင်ကုန်ပစ္စည်းကြေညာလွှာကိုတင်သွင်းပေးမှာပါအဲ့ဒီကြေညာလွှာမှာအချက်လက်တွေမှန်ဖို့ကတော့တော်တော်လေးကိုအရေးကြီးပါတယ်အထူးသဖြင့်ကုန်ပစ္စည်းမျိုးစားကိုသတ်မှတ်တဲ့ HS ကိုနဲ့ကုန်ပစ္စည်းရဲ့တန်ဖိုးပေါ့ဘာလို့လဲဆိုတော့ဒီချက်နှစ်ခုပေါ်မူတည်ပြီးကိုဘလောက်အခွန်ဆောင်ရမလဲဆိုတာကိုတွေ့မှာမလို့ပဲမားလို့လုံးဝမထင်ဘူး
ကွန်မီစီသွင်းပြီဆိုရင်အထူးကပေးဆောင်ရတဲ့အခွန်ကတော့၃မျိုးရှိတတ်ပါတယ်နိုင်ငံထဲကိုကွန်မီစီသွင်းတဲ့အကောက်ခွန်ပြီးတော့မှပြန်ရောင်းတဲ့အခါကြားတဲ့မဲ့ကုန်သွယ်လုပ်ငန်းခွန်ပြီးတော့အစိုးရကိုကြိုတင်ပေးထားတဲ့ဝင်ငွေခွန်2%လို့ထိပါတယ်ဒီမှာတည်င်းကောင်းတစ်ခုကတော့ဒီအခွန်အခွက်တွေကိုပေးဆောင်ဖို့အတွက်ဘဏ်မှာတန်းစီစရာမလိုတော့ပါဘူး Mobile Banking လိုမျိုးခေတ်မီနည်းလမ်းတွေနဲ့အလွယ်တကူပေးချေနိုင်တာကြောင့်ဒီလုပ်ငန်းစဉ်ကအချိန်ကုန်သက်သာပြီးချောမွေစေပါတယ် ကဲအားလုံးစောင့်မျှော်နေတဲ့အချိန်ဇလန်ရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီနောက်ဆုံးချိန်စစ်ဆေးမှုတွေပြီးရင်ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုတကယ်လည်းထည့်ရတော့မယ်စိတ်ပါပဲ အကောက်ခွန်မှာစစ်ဆေးတဲ့အခါမှာတော့အဆင့်၃မျိုးထဲကတစ်ခုခုနဲ့ကြုံနိုင်တယ်။ကံကောင်းရင်စာရေးစာတမ်းစစ်ပြီးတာနဲ့ထုတ်ခွင့်ရနိုင်တယ်။တချို့ကိစ္စတွေမှာတော့အသေးစစ်ပြန်စစ်တာဒါမှမဟုတ်ဂုဏ်ဒေတာကိုဖွင့်ဖောက်ပြီး X-ray နဲ့စစ်ဆေးတာအထိလုပ်ဆောင်နိုင်ပါတယ်။ဒါကတော့အကောက်ခွန်ရဲ့စီမံခန့်ခွဲမှုစနစ်ပေါ်မှာမူတည်ပါတယ်။ အဲ့ဒီစစ်ဆေးမှုတွေအလုပ်ပြီးတော့ပြီဆိုတော့အကောက်ခွန်ကနေကုန်တွေရှင်းပြီဆိုတဲ့သဘောနဲ့ release order အော်ဆိုတော့ထုတ်ပြပါပြီဒါပေမဲ့ခဏလေးဟင်ကုန်ဒေတာကိုစိတ်ခန်းဝင်းတဲ့ကမထုတ်ခင်နောက်ဆုံးအဆင့်လေးတွေနည်းနည်းကြံသေးတယ်အဲ့ဒါကတော့ကြံရှိတဲ့စိတ်ခန်းဝင်းဆောင်ခါတွေကိုပေးချေပြီးစိတ်ခန်းကိတ်ကနေထုတ်ခွင့်ပြုတဲ့ gate pass လိုမျိုးနောက်ဆုံးလိုအပ်တဲ့စာရွက်စာတမ်းတွေကိုရယူဖို့ပါပဲဟုတ်ပြီအဲ့ဒီစာရွက်စာတမ်းတွေအားလုံးရပြီဆိုရင်တော့ကုန်ယူပါတယ်အောင်မြင်တော့ပါပြီခီးရှည်ကြီးရဲ့စောင်းသက်မှာကိုယ့်ရဲ့ကွန်ပစ္စည်းတွေကိုစိတ်ကန်းကနေကိုယ်တော်စီကိုတဲဆောင်ဖို့အတွက်ကွန်တင်ကားကိုစီစဉ်နိုင်ပါပြီကဲဒီလိုနဲ့ပဲကွန်ပစ္စည်းတစ်ခုရဲ့ကဘာချမ်းကနေကိုလက်သေးရောက်တဲ့အထိရှည်လျားတဲ့ခီးကအဆုံးသတ်သွားပါပြီအခုဆိုရင်ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုနားလည်သွားပြီဖြစ်တဲ့အတွက်ဒီအသိပညာကိုအရင်တီးပြီးကိုယ့်ရဲ့စီးပွားရေးအတွက်မြန်မာနိုင်ငံအတွက်ကဘာကြီးစီကနေဘလို့တန်ဖိုးရှိတဲ့အခွင့်အလမ်းတွေကိုတည်ဆောင်လာနိုင်မလဲအဖြေကတော့ကိုယ်တိုင်ပဲရှာဖွေရမှာပါ